တေမင်းဟာရိုင်ဖယ်ကိုပခုံးမှချိန်စာသင်ခန်းတကားတွေကိုပိတ်လိုက်တယ်စာအန်တန်တွေပျောက်ဆုံးဘုံစံတွေလိုမိုးချုံသလိုရွာချအမှန်တရားတောင်ကုန်းကိုလက်နက်ကြီးတွေအင်အားသုံးပြီးသိမ့်ပိုက်ဖို့ကြိုးစားကြတယ်မျက်ရည်နဲ့အလောင်းကောင်ပေါ်ကအမှန်တရားဘယ်ပြစ်တစားမှလေးစားမှာမဟုတ်ဘူးစစ်ယူနီဖောင်းရေဘတ်ပေါ်ချိတ်ဆွဲထားတဲ့တစိမ့်တွေဟာစစ်ဘေးဒဏ်ကြောင့်တည်သွားတဲ့ကလေးတွေရဲ့အရေးအတွက်နဲ့ထပ်တူကြပါသလားစစ်နတ်ဖျားရဲ့တင်ချာကိုငါလက်ချိုးရေတွက်နေတယ်စပားစိုက်ပျိုးရမယ်တောင်ရမြေမှာငါအဖေရဲ့ခန္ဓာကိုယ်အပိုင်းစာကိုဖြစ်တယ်လို့မြုပ်နှံခဲ့ရတယ်အမြောက်ဆန်တွေပေါက်ကွဲတဲ့နေရာကမျက်ပင်တွေလိုမိသားစုဘဝတွေလွင့်စင်ထွက်ကြမိမိဒီတသက်တော့တမင်လက်ဆောင်စားခွင့်မရှိတော့ဘူးဥကောင်းထက်မှာကြည်စံတွေကနတ်ဆိုးရဲ့လေချုံတန်တွေလိုတရွှီရွှီမြည်နေတော့မြေလောအောက်ကမိုင်းပုံဘုံကနေပောက်ကွဲခဲ့တယ်ငါအနာဂတ်မျှော်လင့်ချက်ဟာငါခြေတော့တစ်ဖက်နဲ့အတူပြုတ်ထွက်လင်းဆွင်ကြခဲ့ပေါ့ငါအိမ်ငါပြန်လာတာလေဒါဟာအသွားမတော်တလန်းဖြစ်ခဲ့ပါသလားမျက်ရည်အဝဲသားနဲ့မိကုံးမထုတ်မိငါဘဝကတော့ငါဒုစစ်တွေလို့ငုံတီတီဖြစ်နေလေရဲ့ငိမ့်ချမ်းရင်မိုးခေါင်ရံဝန်းဒေသမှာသားပျောက်တဲ့အမေတွေနဲ့အမေပျောက်တဲ့သားတွေအားလုံးဟာလူအဖြစ်ကနေရော့ကြတလိษံတွေလိုအမဲလိုက်ခံနေရတယ်အမေအိုတို့ရဲ့ငိုကြွေးတန်မြစ်တောင်ရံမှာစီစဉ်အေယာဝတီဟာသွေးချင်းချင်းနီလို့လောကတိုင်ထက်မှာချစ်ချင်းမေတ္တာတရားတန်ဖို့နဲ့အာနာပကွက်သားတို့ကကွက်မြက်ကြတာကိုစစ်ပွဲလို့ခေါ်ကြတယ်စစ်ပွဲမှာဘသူနိုင်နိုင်ဘသူရှုံရှုံနောက်ဆုံးမှာအမှန်တရားကပဲသိမ့်ပိုင်မိဘမဲ့သွားတဲ့ကလေးငယ်တွေလိုလောကတွေကမောင်းထုတ်လိုက်ကြတယ်အိုးသွေးစာသူတို့ရက်ဆက်ကြမ်းကြုတ်သူအပေါင်းတို့အပြစ်မဲ့တဲ့သူတွေရဲ့သွေးတွေနဲ့ပိတ်သိမ့်မြောက်သူတက်ကုန်းမှာစောက်ခဲ့တဲ့နန်းတော်စီငါတို့ဘယ်တော့မှလက်အုပ်မချီဘူးကြည်တံဘိုးတွေထပ်မဖြုံးကြပါနဲ့ပေါင်မုံတစ်လုံးလောက်ပေးပါလက်ပြပုံးတွေပြစ်မဲ့အစားငှက်ပြားပျောက်စေးတွေပေးပါစစ်ပွဲတစ်ပွဲဟာပထမဦးဆုံးပြစ်တဲ့ကြည်စံဟာကိုချင်းစာတရားကိုမှန်တယ်ကိုချင်းစာတရားကြဆုံးခြင်းဟာနိုင်ငံတော်စာပနာပါပဲကဲအလံတဝက်လွှင့်ထူကြကဘာမကြီးတချင်းကိုဆိုတဲ့အခါငိုတန်ပါနေရတာလောက်ဝမ်းနည်းစရာကောင်းတာမရှိဘူးလေမုံဒီစိတ်တွေနောက်မျိုးဆက်ကိုအမွေမပေးရအာမဘန်ဒီညံ့ညံ့ရေးတီလာယူတန်ကောင်းငင်တက်မှညံပါစေခလင်းငယ်တွေရင်ထဲကတောင်းစုတန်တွေနဲ့ငါတို့အားလုံးဝိပြုကြရအောင်ပါမေမေဝဲပေးတဲ့ကြောက်တင်ပုံပေါ်မှာဝါလုံးဝိုင်းလေးဖြစ်တဲ့ဒီစစ်ပွဲတွေပြီးရင်ကြောင်းတက်ချင်တယ်ကြပြရေးသူမင်းခိုက်စိုးစံပါ